အားလုံးပဲမင်္ဂလာပါဒီနေ့ဝရိပညာကိုစတင်လေ့လာနေပြီဖြစ်ကြတဲ့ညီငယ်များကိုအဓိကလာပြီးပြောကြားချင်တာကတော့ကိုကဝရိပညာကိုစတင်လေ့လာပြီးဝရိစဆော်ပြီးဆိုလို့ရှိရင်ကိုမှဘာတွေဆောင်ထားဖို့လိုအပ်တယ်ဆိုတဲ့ PPE ကိုလာပြီးပြောချင်ပါတယ်နံပါတ်1ချက်ဝရိ helmet ကောင်းကောင်းတစ်လုံးဝရိသမားမှာရှိဖို့လိုအပ်ပါတယ်ဝရိဆော်တော့မယ်ဆိုလို့ရှိရင်ဝရိ helmet နဲ့သုံးပြုပြီးတော့ဝရိဆော်မှကိုယ့်ရဲ့မျက်လုံးကိုအကာအကွယ်ပြုပါတယ်ဝရိမီးကထွက်တဲ့ UV ray ရဆိုလို့ရှိရင်အရန်ကိုပြင်းထန်တဲ့ဒါကြောင့်မျက်လုံးကိုကွယ်သွားစေနိုင်ပါတယ်အမြင်တွေကိုမှုံဝါးသွားစေနိုင်ပါတယ်အဲ့ဒီလိုမဖြစ်ရအောင်ဝရိဟမ်မတ်ကောင်းကောင်းတစ်လုံးသုံးပြုပြီးတော့ဝရိဆော်ခြင်းအဖြစ်ဝရိသားကိုလည်းတက်ရစေတယ်ဒါကြောင့်ဝရိဟမ်မတ်ကနံပါတ်1ချက်အရန်ကိုအရေးကြီးပါတယ်ဒုတိယချက်အနေနဲ့ကတော့ဝရိဂျက်ကတ်ကိုကောင်းကောင်းဝတ်ဆင်ထားဖို့လိုအပ်ပါတယ်ဘာဖြစ်လို့ဝရိဂျက်ကတ်ဝတ်ဆင်ရလဲဆိုရင်ဝရိမီးကထွက်တဲ့အခိုးငွေ့ကဆိုလို့ရှိရင်အရန်ကိုပြင်းထန်တဲ့စိတ်ငွေ့တွေဖြစ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ရဲ့အရည်ပြားကိုချက်ချင်းကိုလောင်ကျွမ်းစေတယ်အဲ့ဒီလိုမျိုးဝရိဂျက်ကတ်မသုံးမနဲ့ဝရိဆော်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အရည်ပြားလောင်ကျွမ်းပြီးတော့နောက်ဆုံး skin cancer ထိဖြစ်စေနိုင်ပါတယ်ဒါကြောင့်အရန်ကိုအရေးကြီးတယ်ဝရိဂျက်ကတ်နဲ့အသုံးပြုပြီးမှဝရိဆော်ပါလို့လည်းတိုက်တွန်းချင်ပါတယ်နောက်ချက်ပြောချင်တာကတော့ဝရိသမားတိုင်းကလက်အိတ်အသုံးပြုပြီးမှဝရိဆော်ပါလို့ပြောချင်ပါတယ်ဘာဖြစ်လို့ဝရိဆော်ရင်လက်အိတ်သုံးရတယ်လဲဆိုလို့ရှိရင်ဝရိကထွက်တဲ့ spot အပူတွေကလက်ပေါ်ကိုဓာတ်ရိုက်ကြာရောက်နိုင်တဲ့အတွက်ကြောင့်ရေပြားလောင်ကျွမ်းမှုဖြစ်စေနိုင်ပါတယ်ဒီဝရိလက်အက်ကဆိုလို့ရှိရင်အဲ့ဒီလိုမျိုး spot ကနေထွက်တဲ့အပူတွေကိုအကာအကွယ်အပြည့်အဝပေးတဲ့အတွက်ကြောင့်ဝရိသားကိုဖြောက်ဖြောက်တန်းတန်းလှလှပပပုံဖော်နိုင်တယ်လှလှပပဝရိဆော်နိုင်တယ်လျှက်စစ်ကြောင့်ဖြစ်တဲ့ပြဿနာတွေအပူကြောင့်ဖြစ်တဲ့ဒဏ်တွေကိုဝရိလက်အက်ကအပြည့်အဝကာကွယ်ပေးတဲ့အတွက်ကြောင့်ဝရိသမားတိုင်းကလက်အိတ်မရှိဘဲနဲ့ဝရိလုံးဝမဆော်ပါတော့အဓိကပြောကြားချင်ပါတယ်နောက်တစ်ချက်ပြောချင်တာကတော့ဝရိသမားတွေက safety shoe စီးရဖို့လိုအပ်ပါတယ် safety shoe ကောင်းကောင်းတရံဆောင်းထားဖို့လိုအပ်ပါတယ်ဘာဖြစ်လို့ safety shoe စီးရလဲဆိုလို့ရှိရင်ဝရိမီးကဝရိဆော်တဲ့အခါဆိုလို့ရှိရင်ဝရိမီးတွေကခြေထောက်ပေါ်ကိုဓာတ်လိုက်ကြာရောက်တဲ့အတွက်ကြောင့်အပူလောင်ကျွမ်းမှုဖြစ်စေနိုင်ပါတယ်မြေကြီးမှာဆိုလို့ရှိရင်လည်းမြေကြီးကအပ်နဲ့ဝရိဆော်တဲ့အခါဖြစ်ပေါ်လာတဲ့လျှက်စစ်ကြောင်းတွေကဓာတ်ရိုက် body ကိုထိတွေ့တဲ့အတွက်ကြောင့်လျှက်စစ်အန္တရာယ်ကိုအကြီးကျယ်ဖြစ်စေနိုင်ပါတယ်အဲ့ဒီမျိုးလျှက်စစ်အန္တရာယ်မဖြစ်စေဘူးအတွက်ဝရိသမားတိုင်းကဝရိဆော်ရမယ်ဆိုလို့ရှိရင် safety shoe တို့မဟုတ်ခဏကောင်းကောင်းတရံစီးရဖို့လိုအပ်ပါတယ်ဒါမျိုးမရှိဘဲနဲ့လုံးဝဝရိမဆော်နဲ့ဖို့တိုက်တွန်းချင်ပါတယ် safety shoe စီးမယ် helmet ဆောင်းမယ်လက်အိတ်သုံးမယ်ဂျက်ကတ်ဝတ်မယ်ဒီ၄ချက်ကိုမဖြစ်မနေဝရိမားအောင်ဆောင်းသားသိတယ်လို့တိုက်တွန်းချင်ပါတယ်တော့ထဲကအမှုပညာရှင်တန်ရီကြိုးပြီးပုံဖော်သူဟာငါပဲကွာချွေးရကြပေမဲ့စိတ်ဓာတ်ကမှန်ပါငါလက်ရာတွေကကဘာကိုတီးဆောက်တာ